Hello, what's up? ဒီနေ့ရတော့ဗောနော် unboxing လုပ်မှာ unboxing why okay okay let's go စားလိုက်အောင်ဟဲ့Sony Xperia 1 Mark X ကိုရီးယားမှာပတ်စံရှိတဲ့ဆော်တော်သားတွေပတ်စံရှိဆော်တော်သားတွေကင်မရာတွေကိုင်းလာတဲ့နောက်ပေါ့နော်ကင်မရာလောကတွေကိုဝင်လာတဲ့နောက်ကျွန်တော်တငယ်ချင်းဘော်ဒါတွေပေါ်ကျွတ်တွေပေါ့နော်ဒါကိုနဲ့တီးသမျှတော်တော်များများပေါ့နော်တော်တော်များများပေါ့အကုန်လုံးတော့မဟုတ်ဘူးဘီကနာတွေပါပဲဒါပေမဲ့စတန်ဒတ်တစ်ခုရှိတဲ့ဘီကနာတွေသူတို့ကပတ်စံမရှိခင်ကနေကကိုရဲ့ဝါသနာကိုကိုစုဆောင်းပြီးတော့ပေါ့နော်ကြိုးစားပြီးတော့ကင်မရာမန်လုပ်နေကြတဲ့တပုံဆရာကင်မရာမန်တွေပေါ့နော်တော်တော်များများကလည်းမိုဘိုင်းဖိုတိုဂရာဖာတွေလောက်ကုန်ကြပြီခုဆိုလက်ရှိအချိန်ထိပေါ့နော် Sony Xperia 1 Mark X ကိုရီးယားမှာဆောက်တော်သားဘယ်ဆောက်တော်သားမှမကင်သေးတဲ့ဖုန်းဆိုတကယ်တော့ဒီဖုန်းကကိုရီးယားမှာပေါ့နော်ဂျပန် Sony ဂျပန်ကိုရီးယားမှာဝယ်ရခက်တယ်တော်တော်လေးခက်တယ်ကျွန်တော်ဆို3ပတ်လောက်ဆောင်းလိုက်ရတယ် accessory လည်းဝယ်ရတော်တော်ခက်တယ်ဘာမှကိုမရှိတာဘာမှကိုမရောင်းတာကိုရီးယားမှာအကုန်လုံးကနိုင်ငံခြားကြီးပဲဆိုကျွန်တော်အနေနဲ့လည်းတော်တော်လေးမိုက်တယ်ပေါ့နော်နောက်တစ်ခုက Sony ရဲ့ကင်မရာတွေဖြစ်နေလို့ပါ Sony ဖုန်းကျွန်တော်လည်းကြိုက်လို့ကျွန်တော်အတွက်လည်းတကယ်သုံးဝင်လို့ရွေးချယ်လိုက်တာပေါ့နော်ဆိုကျွန်တော်ကဒီ12 Pro Max ပေါ့နော်12 Pro Max ကနေပြီးတော့ဒီဟာကိုပြောင်းကင်မှာပါ Apple ecosystem တွေကနေပြီးတော့မှ Sony ရဲ့ ecosystem တွေကိုတွားမှာပေါ့နော်ဆိုကင်မရာရှိတယ်ကျွန်တော်မှာ Sony ပေါ့နော်ဒီ Sony ကင်မရာတွေ Alpha ရဲ့နည်းပညာတွေကိုဒီထဲမှာထည့်ပေးရတယ်ပေါ့နော် Okay ဆိုခုနဂါနဲ့ rap ပေါ့နော်ဂါနဲ့ rap ပေါ့ဒီအရောင်ကသူများတွေကတော့တွေးကြောက်ရောင်လို့ပြောကြတယ်ပေါ့ဒါပေမဲ့ကျွန်တော်ကတော့နစ်ချိုဝိုင်ရောင်ပါဘာဖုန်းလဲဆိုမန်ယူဖုန်းပေါ့နော်ဘာလို့လဲဆိုမန်ယူဖြစ်နေလို့ကိုကြိုက်တာမန်ယူမှာဘာအောင်မြင်မှုပဲရှိမရှိဘယ်ကစားသမားပဲရှိမရှိငါတို့ကတော့မန်ယူဖြစ်နေလို့ကိုကြိုက်တာကွာဆိုပြီးတော့ကြိုက်တာအဲ့လိုပဲ Sony ဖြစ်နေလို့ကိုကြိုက်တာဘာကောင်းလဲဆိုဘာမှမကောင်းဘူးဘာကောင်းလဲဆိုဘာမှမကောင်းဘူးဘာမှမကောင်းလဲ Sony ဖြစ်နေလို့ငါကြိုက်တာနောက်တစ်ချက်ကဘယ်ဆော်တော်သားမှမကင်သေးလို့ကြိုက်တာပြီးတော့ Sony ဖုန်းတွေကဆော်တော်သားတွေအတွက်လည်းမဟုတ်ဘူးဆိုလူတိုင်းအတွက်တော့မဟုတ်ဘူးကွာ sorry ဆော်တော်သားဆိုတာတော်တော်နှိမ့်သွားပြီလူတိုင်းအတွက်တော့မဟုတ်ဘူးလူနည်းသူအတွက်ပဲ so let's go cheers
ကျွန်တော် review တွေလည်းအကုန်လိုက်ကြည့်ပြီးပါပြီပေါ့နော်ကြည့်ပြီးပြီဆိုတော့ Sony ဖုန်းထဲမှာလည်းဖုန်းမြဘာမှမပါဘူးပေါ့နော်ဘာမှဆိုဘာမှမပါဘူးနေ့ချိုးဝိုင်းပေါ့နော်ကျွန်တော်ခုနတားကြောင်မလို့ဒီဝိုင်းကိုတောက်လိုက်တာပါရောင်ကောက်ဆောက်ရမ်းလန်းနေအောင်ကလာရ200 gram ပဲရှိတယ်ပေါ့နော်ပေါ့လေးပါဟာနေနဲ့ဒီ iPhone တွဲရနေပြီးတော့ပြောင်းကန်ရတာဆိုတော့ဆောက်ရမ်းကိုပေါ့တယ်ဆိုအပေါ် officer တွေပါတယ်ပေါ့နော်ဒါပေမဲ့ငါတွဲရနေပြီးတော့ပြောင်းကန်တာကွာဆိုငါအတွက်ကလုံးဝကိုမဖြစ်တယ်အဆင်ပြေတယ်ဘယ်လိုပဲဖြစ်ဖြစ်overall ငါကြည့်ပြီးတော့ကြိုက်လို့ပေါ့ကွာငါနဲ့ဆောက်ရမ်းအဆင်ပြေလို့ငါတပုံနေရိုက်တယ်ဒါပေမဲ့ကင်မရာရွတ်နေရတာကတဲမသွားခြင်းဘူးဒါကြောင့်မလို့လဲ Osmo လေးကိုကင်ထားတယ်Osmo ကလည်းနေရတာကတဲမပြေးပြန်ဘူးဆိုပြောင်းလေအာရှာပါဒီတခြားကြီးကမိုက်တယ်လို့ပြောတယ်ကွာဒီတခြားကြီးအကုန်လုံးလဲကွာဒီဖုန်းကွာသိရကောင်လဲဆိုလို့ရှိရင်သိကြမှာကွာလက်သက်ဒီတိုက်လို့ရတယ်ဟမမြင်ရလားမသိအေးဆိုအဲ့လိုမျိုးကွာဖောင်ရမ်းကျန်းတယ်ဖောင်ရမ်းကျန်းတဲ့တခြားကြီးဆိုဆန်းကြည့်လိုက်အောင်နော် volume sorry မများဘူးကွာ volume power button ဒီဟာငါတို့ဒီ shutter button ပေါ့ကွာကင်မရာဘာဖြစ်တဲ့ shutter okay နှစ်3ဘက်တော့ဆောင်းလိုက်ရတယ်တော်တော်ဆောင်းလိုက်ရတယ်ဖုန်းဟောနော်ငါရဲ့ first impression ပေါ့ကွာ unboxing နဲ့ first impression ပေါ့ငါ Sony ဖုန်းလေးကိုရင်ကနေကန်မှုပဲကွာဟိုးရင်တော့ Sony Ericsson ဒီလိုတွန်းတဲ့ဖုန်းလေးအဲ့လိုတွန်းပြီးတော့အဲ့ဒီဖုန်းနဲ့ကွာခလုတ်ဒီအပေါ်ကတက်ဆက်ခွန်လည်းရတယ်အဲ့ဒီခလုတ်နဲ့ကွာဘောလုံးကန်ရတာဆောင်းရမိုက်တယ်အဲ့ဒီအချိန်ကနေကကွာအဲ့ဒီအချိန်ကနေက Sony ဖုန်းလေးကိုဆောင်းရဟိုဖြစ်ခဲ့တယ်ကွာမင်းတို့လည်းတူတူပဲငါလည်းတူတူပဲကွာကိုတိုင်ဖုန်းဝယ်နိုင်တဲ့အခါကြာရင်တော့ iPhone ကိုကင်မဲဆိုတဲ့စိတ်ကူကလည်းလူတိုင်းရှိကြတယ်ပေါ့နော်ဆိုငါ iPhone ကိုလည်းကင်ခဲ့ပြီး iPhone ရဲ့ Apple ရဲ့ ecosystem တွေကိုလည်းတုံးကြည့်ပြီပေါ့ကွာဆိုငါတို့ဒီထက်ကနေရုံထွက်နိုင်တယ်ရုံကြိုက်လဲရုံထွက်ဖို့လဲတင့်တော်တယ်အရင်တော့ငါတို့ဒီ Android တွေကApple ကိုမရှင်းနိုင်တာအခုနောက်ပိုင်း Android တွေက Apple ကိုရှင်းနိုင်တယ်ကွာရှင်းပြီးတော့ file လို့လည်းရတယ် Okay ဒီကောင်ဆိုလို့ရှိရင်ကွာယောဟေးကြိုက်တယ်ခဏလေးနေငါပြီးကြမှာအေးရှိတယ်လေခဏလေးငါ password တွေပါရိုက်ရအောင်မှာဒါဆို Okay 80 5G Okay Okay 2 1 Okay ဆိုကွာငါအနေနဲ့အဲ့တော့ဆောက်ရန်ကိုမဖြစ်တယ်ကွာ Okay ငါတငယ်ချင်းနေတယ်မှာ Oppo Find X Ultra တို့ဟိုကွာဒီ Xiaomi ရဲ့17 Ultra တို့ဟို iPhone 16 Pro Max တို့ကိုင်းနေတဲ့ဘော်ဒါတွေရှိတယ်အကောင့်တွေရှိတယ်အဲ့ဒီကောင်တွေနဲ့လည်းတရက်လောက်တိတ်ပြီးတော့စမ်းမယ်ပေါ့ကွာဒီကင်မရာဟိုဟာလောက်တာပေါ့ပြိုင်တာမဟုတ်ဘူးကွာပြတာမဟုတ်ဘူးဒီကောင်လေးဒီကင်မရာကွာအကုန်လုံး48 megapixel ပဲရှိတယ်3လုံးလုံးဒီ3လုံးလုံးနော် main ကင်မရာရော tele ရောဆိုတော့ဝင်နေပေါ့ကွာခဏလေးအဲ့ဒီနေရာမှာ Okay ဒီဟာလေး
ခုလိုလုံနေတဲ့အချိန်မှာကွာနေအောင်လေကွာဘယ်နဲ့ email လာချိန်ခိုင်းနေရတာ skip လိုက်မယ်လုံနေတဲ့အချိန်မှာဒီကောင်က SD ကွာ memory ကလည်း2 TB ထိ support ပေးတယ်ကွာ so မဟုတ်ဘူးဆိုလို့ရှိရင်လည်း2 sin သုံးရင်သုံးလို့ရဒါပေမဲ့ memory ကလည်းသုံးမယ်စင်းလည်းထည့်မယ်ဆိုလို့ရှိရင် eSIM နဲ့ eSIM လုပ်ပြီးတော့2 net ကတ်သုံးပြီးတော့ memory ကတ်ပါထိုက်လို့ရှိရင်ရတယ်ကွာ ဆိုငါ 1TB ဒီကောင်နေတော်တော်သေးကြီးတယ် so ငါ memory ကတ်သုံးရကြတယ်ကွာဒီကောင်က30နဲ့မှ32GB 32GB ပါကွာ14-15နှစ်လောက်ရှိပြီဒီကောင်ခုချိန်မှာဘာမှလုပ်လို့မရတော့ဘာမှဆိုဘာမှလုပ်လို့မရတော့ဘယ်မှသုံးထားလို့လည်းမရတော့ဒီကတော့ကာဘာပေါ့ကွာဖုံးမမြောင်သေးဘူးကာဘာရင်ရောက်လာတာဟဲ့ကာဘာကို LED expect ကနေပြီးတော့မှားလိုက်တာ packaging မှာကြည့်လိုက်ရောဒီစပတ်တုတ်ပြရလို့ okay ဆိုတော့ memory card ထည့်မယ်လောလောဆယ်ငါလုတ်လိုက်အောင်မယ်ကွာနောက်ပြီးကြမှာပြန်လာခဲ့မယ်ဆိုကျေးဇူးပါဟီဟီ ပြန်လာလုံးမှာဆောင်းရဲနေကြမ်းတော့မှာဆောင်းရဲနေကြိုက်နေပြီ